ပြောနေချင်းမျောနေတာကိုရက်ပါအားလုံးပဲမင်္ဂလာပါရှင်ကျမနေနာပါ growing နေနာမှာပြန်လဲကြိုဆိုပါရစေဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့အကြောင်းအရာတွေစကားလုံးတွေကနေတဆင်ကျမတို့ဘလို့အကောင်းဆုံးရွေးချယ်သုံးကြမလဲနောက်ပြီးတော့ခါကြတော့ဘဝရဲ့ကြက်ကြက်ခံနိုင်ရေးအားကိုဘလို့တိဆောက်ကြမလဲဆိုတာကိုကျမတက်တက်မှလေးတွေနဲ့ရောပြီးတင်ဆက်ပေးပါမယ်ပထမဆုံးတစ်ချက်ကတော့သူများရှို့တဲ့မိကြောင်းကိုမလောင်ကျွမ်းပါစေနဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုရင်တော့ကျမတို့ဘဝမှာဆိုရင်နေ့စဉ်ပေါ့နော်ကြုံတွေ့ရတာရှိရပေါ့နော်ကျမတို့တခါတလေဆိုရင်တချို့စကားလုံးတွေမှာဆိုမလိုအပ်တဲ့စကားလုံးတွေကြမ်းတမ်းတဲ့စကားလုံးတွေပါလာတတ်တယ်ပေါ့နော်ဒါပေးတဲ့သူကိုလည်းအမူအရာပြပြီးသားဖြစ်တယ်လို့လက်ခံလိုက်တဲ့ကိုယ်တွေမှာလည်းဒေါသတွေနဲ့ပူလောင်နေစီတယ်ပေါ့နော်ဒါကြောင့်မလို့သူများပေးတိုင်းကိုကမလောင်ကျွမ်းစေနဲ့သူများပေးလိုက်တဲ့မိကြောင်လည်းကို့မှာအမိုက်အဖြစ်လောင်ကျွမ်းမှုကိုမပြနဲ့ပေါ့နော်နောက်တစ်ချက်ပေါ့နော်ကျမတို့ကပျော်နေခြင်းရင်မျောနေတာကိုရက်ပါဘာလို့လဲဆိုတော့တချို့အရာတွေကစာကိုယ်တိုင်မဟုတ်ဘူးလေနော်တချို့အရာတွေကိုကကြတော့တခြားလူကိုမျောလင့်နေတာပေါ့တခြားလူကရလာမယ်အချစ်ကိုမျောလင့်နေတာမျိုးပေါ့နော်ဥပမာပြောပြတာပေါ့ကွယ်အဲ့လိုဆိုရင်ဒါကကြတော့မဖြစ်နိုင်တာလည်းရှိတယ်လို့ဖြစ်နိုင်တာလည်းရှိလိမ့်မယ်ဒါကြောင့်မို့လို့တချို့ကိစ္စတွေမှာကျမတို့ပျော်နေခြင်းဒါလုပ်လိုက်ခြင်းဖြစ်ပျော်တယ်ဟုတ်ပြီခီးထွက်လိုက်ခြင်းဖြစ်ပျော်တယ်စားအုပ်ဖက်လိုက်ခြင်းဖြစ်စိတ်အေးချမ်းတယ်ဒီလိုမျိုးတွေကိုကျမတို့ကဖန်တီးယူလို့ရတယ်ဒါပေမဲ့တခြားတယောက်ကိုမျောလင့်နေတာတွေရက်တင်တယ်ပေါ့နော်အဲ့ဒါမှပဲကျမတို့ပျော်ရွှင်မှုကိုခံစားရမယ်ပေါ့နော်နောက်ထပ်တစ်ချက်ကျမတို့ကစူးစမ်းတိုင်းမဖြစ်လာနိုင်ပေမဲ့လည်းဖြစ်နိုင်တာတော့ကျမတို့စူးစမ်းခွင့်ရှိပါတယ်ဆိုတော့ပေါ့နော်ဒါလူငယ်တွေမှာဆိုရင်အများဆုံးကြုံတွေ့နေရတယ်လို့ကျမခံစားရတယ်ပေါ့နော်ကျမလည်းလူငယ်တယောက်ပဲပေါ့နော်ဘာလို့လဲဆိုတော့အခုကာလမှာဆိုပို့ဆိုတယ်ပေါ့လူတိုင်းစူးစမ်းတိုင်းဖြစ်မလားဘူးစူးစမ်းတိုင်းဖြစ်မလားဘူးဆိုတော့ဘာလို့ဆိုစီးပွားရေးအကျက်တဲ့ခေတ်ကာလအကျက်တဲ့အမျိုးစုံရှိကြတယ်ပေါ့နော်ကျမ်းမာရေးတွေရောပေါ့နော်ဆိုတော့ခါကြတော့လေကျမတို့ကဒါပေမဲ့ကျမတို့ဖြစ်ချင်တာကိုတော့စူးစမ်းခွင့်ရှိသေးတယ်ဘာလို့လဲဆိုကျမတို့နေ့စဉ်နဲ့အများရှင်သန်နေတိုင်းမှာကျမတို့စူးစမ်းခွင့်ရှိတယ်ဆိုတာကိုမမေ့ပါနဲ့ပေါ့နော်အဲ့လိုဆိုတော့ဒီနေ့ပြောပြတဲ့အကြောင်းအရာလေးတွေကိုအားလုံးမှတ်မိလိုက်မယ်အသုံးဝင်လိုက်မယ်လို့ထင်ပါတယ်နောက်နေ့တွေမှာလည်းကျမဒီလိုမျိုးလေးစိတ်ခွန်အားရဖွယ်ရာတသနာလေးတွေကိုပဲဖြစ်ဖြစ်စိုက်ပျိုးရေးနည်းပညာတွေပဲဖြစ်ဖြစ်ကျမဆက်လက်တင်ဆက်ပေးသွားအောင်ပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် see you next video